ကျွန်တော်ဒီနေ့ဆိုမှတခြင်းတွေကမေတ္တာဆိုတဲ့တခြင်းကိုကျွန်တော်ဆိုချင်မေတ္တာတတော်နန္ဒောမျက်စင်တော်ဟောကြားရီကပါမီလောကောင်းရီတဝါရီကျမ်းမာပါစေမေတ္တာရေလောဆုတောင်းကောင်းမှုချွေမေတ္တာတတော်နန္ဒောမျက်စင်တော်ဟောကြားရီကပါမီလောကောင်းရီတဝါရီကျမ်းမာပါစေမေတ္တာရေလောဆုတောင်းကောင်းမှုချွေအောင်ကြပါစေအောင်ကြပါစေကာယစိတ်ဓာတ်ဒုက္ခဘုရားရမများရီကျန်နေအောင်ပြည့်မြောက်ကြစေတပေတထာဝိနည်းရီကျမ်းမာစေကြောင့်ဆုချွေတောင်းလို့အောင်ရမေတ္တာဝေတပေတထာဝိနည်းရီကျမ်းမာစေကြောင့်ဆုချွေတောင်းလို့အောင်ရမေတ္တာဝေဘုရားဘေးရန်ပေါင်းတွေကွာဝေးမှရှောင်းတွေကြပါစေယရနာတရားတွေတရားများစင်လာတွေယရနာတရားတွေတရားနဲ့သာမေတ္တာဝေစေတဟာများတွေဘာများစင်လာတွေဒေသနာတရားတွေဘာများစင်လာတွေစေတဟာများတွေတရားနဲ့သာမေတ္တာဝေယေဒနာတွေပေါ်ပြနိုင်ကြစေယေဒနာတွေပေါ်ပြနိုင်ကြစေဇောတိကပုံတို့ပေါ်ချေဝစေမေတ္တာတတော်အနန္တပနာချွေငါစင်ရတဲ့ပြည့်တဲ့အားလုံးကျမ်းမာရှိတဲ့ကိုယ်စံတော်ပေါ်တော့အကျဉ်းတရားရှိတဲ့ဆိုရင်တော့ကပူပန်ပြပါတာကျင်းရတဲ့တွေကြပါစေကျွန်တော်ဒီနေ့ကနေစုမကောင်းတောင်းပေးရပါတယ်ခင်ဗျာ